ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့နည်းနည်းလေး controversial လည်းဖြစ်နိုင်တယ်ပြီးတော့ spooky လည်းဖြစ်မဲ့အကြောင်းအရာပါ2025ခုနှစ်မှာထွက်ခဲ့တဲ့ Young Blood ရဲ့ Idol ဆိုတဲ့ album ကသူ့ရဲ့ career ကိုတစ်စစ်ချိုးပြောင်းလဲစေခဲ့ပါတယ်ဒီ album ထွက်လာပြီးတဲ့အချိန်မှာသူက modern rock star တယောက်ဖြစ်လာခဲ့ပြီးတော့ Aerosmith တို့လို The Smashing Pumpkins တို့လိုမျိုး band တွေနဲ့အတူ collaboration တွေလည်းထပ်လုပ်နိုင်ခဲ့ပါတယ်ဒီ album နဲ့ကအထူးသဖြင့် Zombie လိုမျိုးသချင်းမျိုးကအရန်ကိုအောင်မြင်ခဲ့ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ဒီ album နဲ့ကသချင်းတစ်ပုဒ်မှာအမီမပေါ်လူကောင်မပေါ်တဲ့အတန်တစ်ခုပါလာတဲ့အကြောင်းပါအများကတော့ဒီအတန်ကိုတရေတစီလို့မြင်ကြတယ်ပေါ့နော်ဖြစ်စဉ်ကဒီလိုပါ Young Blood ကဒီ album မတိုင်ခင်တော့ဆိုရင်2022ခုနှစ်မှာ album ထွက်ထားခဲ့ပါတယ်အဲ့ဒီ album ထွက်ပြီးနောက်ပိုင်းမှာတော့သူရဲ့ဒီတစ်ခေါက်ထွက်မဲ့ album ကိုပုံစံအသစ်နဲ့လုပ်ချင်တာပေါ့နော်အထူးသဖြင့်တော့သူကဒီ album ကို gritty ဖြစ်ပြီးတော့ mainstream မဆန်တဲ့ပုံစံမျိုးသူကလုပ်ချင်တယ် try ကြည့်ချင်တယ်ပေါ့နော်ပြီးတော့ခိုင်းလုံးနေကြ pop punk ဘက်ကိုမသွားဘဲနဲ့ rock ဘက်ကိုသူကသွားကြည့်ချင်ပါတယ်အထူးသဖြင့်တော့ hard rock ဘက်ကိုပေါ့နော်အဲ့လိုနဲ့ Young Blood နဲ့သူ့ရဲ့ team member တွေကသူတို့ဝင်နေကြ studio မှာပဲ record လုပ်တာမျိုးမဟုတ်ပဲနဲ့နောက်ထပ်နေရာအသစ်ကိုရှာဖွေခဲ့ကြပါတယ်ဒီတစ်ခေါက်သူတို့သွားပြီး record လုပ်ခဲ့တဲ့နေရာကတောင်တန်ရုံဘယ်သူမှမထင်ထားတဲ့နေရာမှာYoung Blood တို့အကြောင်းကိုဆက်မပြောခင်မှာဒီစာအုပ်ရဲ့ background လေးကိုနည်းနည်းလေးပြောချင်ပါတယ်အဲ့တော့တို့တွေ studio နေရာအသစ်ရှာကြတဲ့အချိန်မှာ Young Blood စီမှာ idea တစ်ခုရှိပါတယ်အဲ့ဒါကတော့သူက England Doncaster ကပေါ့နော် Doncaster ဆိုတာက Northern England ဘက်လို့ပြောလို့ရပါတယ်အဲ့တော့သူကသူ့ရဲ့ဒီ Northern England roots တွေနဲ့ဝေးကွာရာအရက်မဟုတ်တဲ့ပုံစံမျိုးလိုချင်တာပါအဲ့တော့ဒီ Northern England ဘက်ကို focus ထားပြီးရှာတယ်ပေါ့နော်အဲ့ဒီမှာတို့တွေ့ခဲ့တဲ့နေရာကအထူးဆန်းပါတယ်England Leeds မျိုးက Tetley Beer brand ရဲ့ headquarter ရှိတဲ့ဝင်းကြီးထဲမှာပေါ့နော်အဲ့ဒီဝင်းကြီးထဲမှာ headquarter အဆောက်အဦလည်းရှိတယ်ပြီးတော့တခြားအဆောက်အဦတွေလည်းရှိပါတယ်အဲ့ဒီတဲကမှသူတို့ငားရမ်းခဲ့တဲ့အိမ်ဟောင်းကြီးပေါ့နော်အဲ့ဒီအိမ်ဟောင်းကြီးမှာပဲသူတို့ကငားရမ်းပြီးတော့တခါတည်း record session တွေဝင်ခဲ့ကြပါတယ်အဲ့ဒီအဆောက်အဦကြီးကလည်းတကယ်တော့တော်တော်ကြာပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတချန်ထဲရှိနေတဲ့ဒီ headquarter ဘေးတဲ့နောက်မှာပဲ1932ခုနှစ်မှာစောက်ထားတာပါဒီစောက်ဦးက headquarter building ထက်တော့မှပိုပြီးစောတယ်လို့ပြောပါတယ်ပြီးတော့ဒီ Tetley brand ကြီးဆိုတာကလည်း1822ခုနှစ်ကတည်းကတည်ထောင်ခဲ့တာပေါ့နော်အဲ့တော့ထုံးစံအတိုင်းပဲအခုလိုမျိုးကြာမြင့်နေပြီဖြစ်တဲ့အဆောက်အဦတွေဆိုတော့ local legend တွေ local story တွေတော့ရှိတာပေါ့နော်တကယ်တမ်းတော့အဲ့ဒီဝင်းကြီးတစ်ခုလုံးက Tetley Beer brand ရဲ့အလုပ်သမားတွေကိုထားတဲ့အဆောက်အဦတွေလည်းရှိတယ်ပြီးတော့အဲ့လိုမျိုး headquarter တွေလည်းရှိတယ်တခြားရုံးနဲ့ပတ်သက်တာတွေအလုပ်နဲ့ပတ်သက်တာတွေရှိတယ်အဲ့လိုမျိုးတစ်ချိန်လုံးကရှိခဲ့တဲ့နေရာကြီးပေါ့နော်အဲ့တော့အဲ့ဒီအဆောက်အဦမှာ Tetley Beer brand က foreman တယောက်နဲ့သူ့ရဲ့မိသားစုတို့လည်းနေထိုင်မှုတယ်လို့ဆိုပါတယ် foreman ဆိုတာကအလုပ်သမားကောင်းဆောင်ကိုပြောတာပေါ့နော်အဲ့ဒီအဆောက်အဦမှာပဲနေထိုင်ရင်းနဲ့ဒီ foreman ကြီးရဲ့အမျိုးသမီးက1800ခုနှစ်ဝန်းကျင်မှာဆုံးပါသွားခဲ့ပါတယ်အဲ့လိုဆုံးပါသွားပြီးတဲ့အချိန်မှာအခုထိဆက်လက်ပြီး6လန့်နေရလို့ဆိုတယ်ပေါ့နော်သူ6လန့်တဲ့အချိန်က2နာရီနဲ့3နာရီပေါ့နော်ဒီမနက်2နာရီနဲ့3နာရီမှာ active အဖြစ်ဆုံးဖြစ်ပြီးတော့နေရာကလည်းလှေကားလိုနေရာမျိုးမှာ6တယ်လို့ပြောပါတယ်ဒါကတော့ local တွေရဲ့ tales ပေါ့နော် local တွေပြောတဲ့ story တွေပေါ့ local တွေကသူ့ကို The Phantom လို့တောင်နာမည်ပေးထားခဲ့တာပါအဲ့လိုမျိုး local တွေကြားထဲမှာအရန်ကိုနာမည်ကြီးနေတဲ့ဒီလိုမျိုးနေရာကြီးမှာ Young Blood ကလည်းသွားပြီးအလုပ်လုပ်ဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်ခုနကပြောခဲ့သလိုပဲသူတွေးခဲ့တဲ့နေရာမှာ gritty ဖြစ်လဲဖြစ်ချင်တယ်ပြီးတော့သူ့အနေနဲ့ဒီလိုနေရာမှာအလုပ်လုပ်ရတာသူ့အတွက်စစ်မှန်တဲ့ခံစားချက်တွေပိုထွက်မယ်လို့လည်းသူကခံယူပါတယ်အဲ့လိုနဲ့ပဲ Young Blood နဲ့သူ့ရဲ့ team member တွေကသူ့ရဲ့ album အသစ် Idol အတွက်ဒီစာအုပ်ထဲမှာပဲပထမအဆင့် recording တွေ production တွေပြုလုပ်ခဲ့ကြပါတယ်တချို့ညတွေဆိုရင် Young Blood က The Phantom ရဲ့ active ဖြစ်တဲ့2နာရီ3နာရီထိလည်းအလုပ်လုပ်ပါတယ်ပြီးတော့ဒီ active ဖြစ်ပါတယ်ဆိုတဲ့လေကားနားကိုလည်းခဏခဏသွားလဲတယ်ပေါ့နော်သူတို့အနေနဲ့ဒီစာအုပ်ထဲမှာ2လ3လလောက်ကြီးသွားနေပြီးတော့အလုပ်လုပ်ခဲ့ရဆိုရင်မဲ့ The Phantom ကိုတော့ physical လိုက်ကြီးတွေးဆုံခဲ့ခြင်းမျိုးမရှိပါဘူးဒါပေမဲ့တိုးလောလေးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါက confirm မဖြစ်တော့ထဲမပြောတော့ပေါ့နော်အဲ့လိုနဲ့ပဲဒီအင်ကြီးရဲ့မှာပထမအဆင့် recording session တွေပြီးသွားတော့မှနောက်ပိုင်းမှာ London က studio မှာပြန်ပြီးတော့ဆက်အလုပ်လုပ်တယ်ပေါ့နော်ဒီအင်ကြီးရဲ့မှာလုပ်ခဲ့တဲ့ကသူတို့အဓိကသုံးခဲ့တာက vocal နဲ့ guitar recording တွေပါအဲ့လိုနဲ့နောက်ပိုင်းမှာသူတို့ကဒီထူးဆန်းတဲ့ကိစ္စကိုတွေးကြုံခဲ့တာပါသူတို့တွေနောက်ပိုင်းမှာတွေ့ခဲ့ရတာကဒီ album ရဲ့ဒုတိယမြောက် track လည်းဖြစ် title track လည်းဖြစ်တဲ့ Idol Part 1ဆိုတဲ့သချင်းတွေကအတန်ပါ
ဒီတချင်းရဲ့ verse မှာအမီမပေါ် source မပေါ်တဲ့အတန်တစ်ခုပါဝင်ခဲ့ပါတယ်ဒီအတန်ကို Young Black ရဲ့ producer Matt Schwartz က guitar audio ဘက်ကနေပြီးကြားရတယ်လို့ပြောတယ်ပေါ့နော်vocal ဘက်က vocal mic ကနေလာတာမျိုးမဟုတ်ဘူးပေါ့ guitar ဘက်ကလာတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာ guitar တီးသူဖြစ်တဲ့ Adam Warrington ကလည်း guitar တီးမနေပါဘူးအဲ့တော့ဒီအတန်ကိုသူတို့က The Phantom ရဲ့အတန်လိုပဲသတ်မှတ်လိုက်ပြီးတော့ဖယ်ရှားခြင်းမရှိဘဲနဲ့ album ထဲမှာထည့်သွင်းခဲ့တယ်ပေါ့နော်Young Black ကိုယ်တိုင်ကလည်းဒါမျိုးကိစ္စတွေကိုယုံကြည်မရှိလို့လုပ်ချင်တာလုပ်နေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်သူကလည်းဒါက presence တွေခံစားမိကြောင်းပြီးတော့ blessing ပေးခံရတယ်လို့အောင်ခံစားရတယ်လို့သူကသတ်မှတ်ပါတယ်အထူးသဖြင့်တော့သူတို့ရဲ့ recording session တွေက blessing ပေးခံရလို့အခုလောက် productive ဖြစ်နေရလို့တော့သူကမြင်တယ်ပေါ့နော်အခုချိန်မှာတော့ဒီအစာအုပ်ကြီးရှိတဲ့ဝင်းကြီးကတခြား project တွေတခြားလှုပ်ဆောင်ချက်တွေရှိနေပြီဆိုတော့အခုလောက်access ရဖို့မလွယ်ကူတော့ဘူးပေါ့နော် Young Black တို့ကစောသွားတယ်လို့ပဲပြောရမှာပါဒီဖြစ်စဉ်ကတော့ Young Black ရဲ့ career ကိုတစ်စိတ်ချိုးပြောင်းလဲစေခဲ့တဲ့ album နဲ့ကတခြင်းတစ်ပုတ်ရဲ့အမှတ်တရတစ်ခုပါပဲ Young Black ကိုယ်တိုင်ကတော့မှဒီ album ကိုထုတ်နိုင်မှုအတွက်ဒီ label ကိုတအား push ခဲ့ရတယ်ပေါ့နော်သူ့အနေနဲ့အချိန်ကလည်း3-4နှစ်လောက်ယူခဲ့ရပြီးတော့ genre မတူတဲ့ music ကိုထုတ်ချင်တာဖြစ်တဲ့ကြောင့်မို့လို့အရန် push လုပ်ခဲ့ဖြစ်ဆွဲပြီးပြောချင်တာကဒါမျိုးကိစ္စတွေဒီလိုမျိုး supernatural case တွေကတဆင့်စကားတဆင့်ကြားများတယ်ပေါ့နော်အဲ့တော့ယုံနာမယုံနာဟုတ်မယ်ထင်တာမထင်တာတွေအဲ့ဒါတွေအကုန်လုံးကတူတယောက်ရဲ့သဘောတူတယောက်ရဲ့အမြင်လို့ပဲမြင်ပါတယ်အဲ့တော့အားလုံးပဲ good luck ပါ peace